အမျိုးသမီးတစ်ယောက်ကပစိန်ကိုကင်ပြီးအိမ်ဆောက်နက်ကိုလွှဲခုတ်လိုက်တဲ့အခါထူးဆန်းစွာပဲသူမရဲ့အိမ်ကြီးပါတပြိုင်နက်တည်းပြိုကျသွားခဲ့ပါတယ်လွန်ခဲ့တဲ့မိနစ်ပိုင်းလောက်ကတင်အိမ်ဆောက်နက်လေးဟာအခန်းကိုတန့်ရှင်းရေးလုပ်ပေးနေတာပါအဲ့ဒီအချိန်မှာပဲသူ့လက်ပေါ်မှာပြက်ရှရာတွေရုတ်တရက်ပေါ်လာလို့သူဇဝေဇဝါနဲ့လှည့်ကြည့်လိုက်တော့ငှက်ကလေးတစ်ကောင်ကတစ်သားတွေကိုလိုက်ထိုးစိတ်နေတာကိုတွေးလိုက်ရတယ်အိမ်ဆောက်နက်ကစိတ်တူတူနဲ့လက်ရမ်းပြီးငှက်ကိုမောင်းထုတ်လိုက်တာပေါ့အဲ့ဒီနောက်မှာတော့အိမ်ရှင်အစ်ယောက်လာပါတယ်အိမ်ဆောက်နက်လေးလဲကျမ်းပြင်နဲ့အမြန်ငုံရှိုးပြီးအောက်ထပ်ကိုဆင်းကရုပ်တုတစ်ခုအဖြစ်ဟန်ဆောင်နေလိုက်တယ်ဒါပေမဲ့အိမ်ထဲဝင်လာတဲ့အမျိုးသမီးကရုပ်တုကိုကြည့်ပြီးအယုတ်ဆိုးလိုက်တာဆိုပြီးအမိုက်ပုံးနဲ့ကောက်ထည့်လိုက်ပါတယ်ဟောင်းလွှမ်းနေတဲ့ကော်စောကိုမြင်တော့လဲမနစ်မြို့တဲ့ပုံစံနဲ့ကန်ထုတ်လိုက်ပြန်တယ်အိမ်ဆောက်နက်လေးကသူမနောက်ကတိတ်တဆိတ်လိုက်ပြီးကော်စောကိုပြန်ပြင်ပေးတယ်သူမကစပွဲကိုရှုပ်ပွားအောင်လုပ်ရင်လဲသူကပဲပြန်တန်ရှင်းပေးခဲ့ပါတယ်မျိုးသမီးကအိမ်ကိုတောက်လျှောက်ဖျက်ဆီးနေတာကိုမြင်တော့အိမ်ဆောက်နက်လဲတီးမခံနိုင်တော့ပဲတမင်ရုပ်တူတဲ့ပူးကပ်ပြီးသူမကိုခြောက်လန့်လိုက်ပါတယ်ပြီးတော့ကျမ်းပြင်ကိုမြှောက်လိုက်ပြီးသူမကိုအောက်ပြုတ်ကျအောင်လုပ်လိုက်တာပေါ့အဲ့ဒီနောက်မှာတော့သူကကျင်နာစွာနဲ့လက်ကမ်းပေးပြီးငင်းချဲရေးလုပ်ဖို့ကြိုးစားခဲ့ပေမဲ့အမျိုးသမီးကဂယုမဆိုင်ပဲသူ့ကိုကန်ထုတ်လိုက်ပါတယ်အိမ်ဆောက်နက်လေးအောက်ထပ်ကိုအမြန်ပြေးဆင်းသွားချိန်မှာသူမကနောက်ကလိုက်လာတော့သူကလှေကားကိုအပေါ်မြောက်လိုက်လို့သူမအရှိန်နဲ့လဲကျပြီးမျက်နှာမှာဒဏ်ရာရသွားတယ်ဒါတောင်သူမကမရက်ပဲသူ့ကိုအခန်းတစ်ခန်းထဲမှာပိတ်မိအောင်လုပ်လိုက်ပါတယ်အိမ်ဆောက်နက်ကကျမ်းပြင်ထဲငုတ်ဆင်းသွားပြီးသူမဟိုဒီလိုက်ကြည့်နေတော့မှတင်ငန်းစာပေးတဲ့အနေနဲ့သူမခြေထောက်ကိုကျမ်းပြင်ကြားထဲဆွဲထည့်လိုက်ပါတယ်အိမ်ဆောက်နက်ကသူမကိုတကယ်နာကျင်အောင်မလုပ်ချင်တာကြောင့်ကျမ်းပြင်ကိုမှော်ပညာနဲ့အနှိမ့်အမြင့်အကြိမ်ကြိမ်လုပ်နေခဲ့ပါတယ်ပြီးတော့ငင်းချမ်းရေးလုပ်ဖို့လက်ကိုထပ်ကမ်းပေးခဲ့ပြန်တယ်ဒါပေမဲ့မမျှော်လင့်ပဲအမျိုးသမီးကတန်တုတ်တစ်ချောင်းကိုကောက်ပြီးကျမ်းပြင်ကိုထိုးဆိုင်လိုက်လို့အိမ်ဆောက်နက်မှာဒဏ်ရာရသွားပါတယ်အဲ့ဒါကိုမြင်တော့သူမကပိုပြီးယူသွားတက်သွားကကျမ်းပြင်ကိုအဆက်မပြတ်ရိုက်နှက်ပါတော့တဲ့အိမ်ဆောက်နက်လည်းလွတ်အောင်ပြေးပေမဲ့သူမကပစိန်ကိုကောက်ပြီးအိမ်ကြီးကိုလွှဲခုတ်လိုက်ပါတော့တယ်မကြခင်မှာပဲအိမ်ဆောက်နက်ဟာမြေပြင်ပေါ်လဲကျသွားပြီးအမျိုးသမီးကသူ့အသက်ကိုအဲ့ဒီနေရာမှာတင်အဆုံးစီရင်လိုက်ပါတယ်ဒါပေမဲ့သူမလှည့်ကြည့်လိုက်တဲ့အခါမှာတော့အိမ်ကြီးတစ်အိမ်လုံးလဲပြပုံဘဝရောက်သွားခဲ့ပါပြီ